မြတ်စွာဘုရားကိုကိုးကွယ်တာဟာအမှန်တရားကိုသိဖို့ကိုးကွယ်တာဒီတဲ့မပိုးရအောင်ဒီတဲ့ပိုးတာမဟုတ်သို့တော်လူတွေကစီမီပန်းရေချမ်းတို့နဲ့ပူဇော်ပြီးတော့ဆုတောင်းနေကြတာကတော့နတ်ကိုးကွယ်တဲ့ဘဝကလာလို့အကျင့်ကြီးပါနေတဲ့ဒီအကျင့်ကိုမဖြောင်းနိုင်လို့လုပ်နေကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ငါကိုစီမီပန်းရေချမ်းနဲ့နေစဉ်ပူဇော်ကြငါကမားစားလိုက်မယ်လို့ဘယ်တော့မှမဟောငါဟောတဲ့အတိုင်းလိုက်နာကျင့်သုံးကြရှောင်ရမယ့်ဟာကိုရှောင်ကြလုပ်ရမယ့်ဟာကိုလုပ်ကြတာပဲဟောတယ်နော်အဲ့ဒါကိုပဲလူတွေကသဘောမပေါက်နိုင်တဲ့အခါကျတော့ယုံကြည်အားကိုးမှုအမျိုးမျိုးနဲ့နဘူးနဆာလုပ်ပြီးတော့ဆူတောင်းနေကြတော့မယ်နတ်ကိုးကွယ်တဲ့ဘဝကပြောင်းလာတာဆိုတော့ဒီအကျင့်ကြီးကပါနေတယ်တကယ်ကတော့ဘုရားဝတ္တဝင်သူတော်စင်နေနဲ့မြတ်စွာဘုရားပါဟောတယ်လေသိဖို့အရေးကြီးသိပြီးရင်အဲ့ဒီတိုင်နေထိုင်ကျင့်သုံးမှုဟာအဓိကကြ